ကုံမိုင်းမြို့ကညချင်းဟိုတယ်တစ်ခုမှာရုပ်ရှင်ထုတ်လုပ်သူဂျိုရှူမိုမင်းကသူ့ရဲ့မော်ဒယ်တစ်လေးဖြစ်တဲ့ဘာချာကရာပါတီနဲ့အတူဟိုတယ်ခန်းထဲမှာတဲခိုနေခဲ့တာပါနောက်တစ်နေ့မနက်မှာဖုံးတယ်မီလာလို့ဘာဟာနိုးလာတဲ့အချိန်မှာတော့သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အလန့်တကြားအော်ဟစ်လိုက်မိပါတော့တယ်ဂျိုရှူရဲ့ရုပ်အလောင်းကသူ့ဘေးမှာတွေ့လိုက်ရလို့ပါတရားရောက်ကသူ့ကိုတနက်နဲ့ပြစ်တက်သွားပုံပါအခန်းကလည်းအတွင်းကနေပိတ်ထားတာဖြစ်ပြီးတညလုံးမှာသူတို့နှစ်ယောက်တည်းရှိနေခဲ့တာဆိုတော့ဘာဟာတယောက်ကြောက်လန့်တကြားနဲ့ဘာလို့ရမယ်မသိဖြစ်နေတော့ဟိုတယ်ဝန်ထမ်းဟာတကားလာခောက်ပါတယ်။အကြိုက်ပြန်မထုတော့ access ကတ်နဲ့တကားဖွင့်ဝင်လာပါတယ်။ဘာကတော့တောင်းတဲ့နေရာမှာပုံနေခဲ့ပြီးဝန်ထမ်းအထက်ရောက်လာတဲ့အချိန်မှာတော့ခိုးထွက်ပြီးထွက်ပြေးပါတော့တယ်။ဝန်ထမ်းကလည်းဂျိုရှူရဲ့အလောင်းကိုမြင်သွားပြီးမန်နေဂျာကိုချက်ချင်းအကြောင်းကြားလိုက်ပါတယ်။လုံခြုံရေးတွေကိုတတိပေးလိုက်ပြီးဘာဟာနောက်ကိုလိုက်ကြပါတော့တယ်။ဘာဟာပြင်းလွှားရင်းနဲ့ကမ်းခြေဘက်ကိုရောက်သွားပါတယ်။အဲ့ဒီမှာရက်ထားတဲ့ကားတစ်စီးတွေကိုပုံဖို့စူးစမ်းပေးမယ်။တကားတွေအားလုံးကလော့ချထားတာပါ။အမားကအဲ့ဒီအချိန်မှာကမ်းခြေမှာလမ်းလျှောက်နေတာပါ။သူကရမှုနဲ့ကာတကာကိုဖွင့်လိုက်ပြီးအုံလီတဲကိုပတ်စံပေးဖို့ပြန်သွားပါတယ်။အဲဒီခဏလေးအတွင်းမှာဘာဟာကနောက်ခန်းမှာဝင်ပုံလိုက်ပါတယ်။လုံခြုံရေးတွေရောက်လာပြီးမိန်းကလေးတယောက်ပြေးသွားတာတွေ့မိလားလို့မေးတော့အမားကတကယ်မတွေ့တာကြောင့်မတွေ့ဘူးလို့ပဲပြောလိုက်ပါတယ်။သူကားမောင်းထွက်လာပြီးခဏအကြာမှာတော့ဘာဟာကနောက်ခန်းကနေထွက်လာပါတယ်။အမားကကားကိုရက်ပြီးဒေါသတကြီးနဲ့အပြင်ထွက်တော့လို့ပြောလိုက်ပေမဲ့ဘာဟာကငိုယိုပြီးကျမကိုဘူတာယုံထိပဲလိုက်ဖို့ပေးပါအမေနဲ့တွေ့ချင်လို့ပါလို့တောင်းပန်ပါတယ်အမေနဲ့တွေ့ကျင်နေဆိုတဲ့စကားတစ်ခွန်းကအမားရဲ့ရင်ထဲကိုထိမှန်သွားပါတယ်။သူ့ရဲ့ငယ်ဘဝမှာအမေနဲ့အတင်းကျပ်ခွဲခွာခံရတဲ့နာကျင်စရာအတိတ်တွေကိုပြန်တတိယသွားတာပါ။ဒါပေမဲ့အမားကဘာစကားကိုမယုံသေးပဲဘူတာယုံအစားရဲစခန်းရှိမှပဲခြာပေးလိုက်ပြီးရဲစီမှာအဖမ်းခံလိုက်တော့လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းရဲတွေဟိုတယ်ကိုရောက်လာပါတယ်။ ACB ခန္ဓာကကိုယ်တိုင်စစ်ဆေးဖို့ရောက်လာတာပါ။ဟိုတယ်မတန်းရအခန်းကိုဂျိုရှူနဲ့ဘာဟာနှစ်ယောက်လုံးနဲ့နာမည်နဲ့ငှားထားတာကိုတီးလိုက်ရပါတယ်။အဆိုင်ထာဝါကခေါင်းအောက်မှာစလန်ဆာတက်ထားတဲ့တနက်တက်လက်ကိုတွေ့ခဲ့ပါတယ်။ ACB ကဘာဟာတက်တယ်ဆိုရင်ဘာလို့လက်နက်ကိုထားခဲ့မှလဲဆိုပြီးတန်တရားဝင်လာပါတယ်။ဖန်ခွက်တွေကနေလည်းတက်သေးတွေယူထားပါတယ်။ဂျိုရှူရဲ့ကိုယ်ပေါ်မှာရုံရင်းဆန်ခတ်ဖြစ်ထားတဲ့ဒဏ်ရာမျိုးမရှိတာကြောင့်အိပ်ပျော်နေတော့ပြစ်တက်ခံရတာလို့ယူဆရပါတယ်။ထို့နောက်အမှုကကြည်ရတာရှင်းနေတယ်လို့ပဲဆိုပေမဲ့ ACB ကတော့တေချာစစ်ဆေးကြလို့ညွှန်ကြားလိုက်ပါတယ်။တစ်ဖက်မှာလည်းဘာအဖမ်းခံရတဲ့တဲ့တင်ကတနိုင်ငံလုံးကိုပြန်သွားပါတယ်။ TV မှာသူမျက်နှာနဲ့နာမည်တွေပါလာတော့အမေဖြစ်သူကသမီးကိုမင်းသမီးကြီးဖြစ်စေခြင်းနဲ့အိမ်မက်တွေပျက်စီးသွားရပါတယ်။အမားဘေရှ်ဝါကတော့စိတ်ထဲမှာတမျိုးကြီးဖြစ်နေပါတယ်။သူ့လက်ထောက်ဆိုနာလီကအမှုတွေအများကြီးရှိနေတာပဲ။ဒါကိုလက်မခံပါနဲ့လို့တားသလိုနောက်ထပ်လက်ထောက်ဂူဒီကလည်းဘာဟာကိုကြည့်ပြီးစိတ်ပြော့သွားလားလို့မေးပါတယ်။ဒါပေမဲ့အမားကတကယ်လူတက်တဲ့သူကမိသားစုစီကနေအဝေးပြေးတတ်တာ။ဘာဟာကတော့ရဲတွေအရင်ဆုံးလိုက်လာမယ်ဆိုတာတိတိကြီးနဲ့သူ့အမေစီသွားချင်နေတာ။ပြီးတော့ငါအဖမ်းခံခိုင်းတော့လေသူကချက်ချင်းလက်ခံတယ်။လူသက်သမားကဒီလိုမျိုးမလုပ်ဘူးလို့ပြောပြီးဒီအမှုကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မှာအမားကဘာဟာနဲ့တွေ့ပြီးရှင်းနေဖြစ်လက်မှတ်ထိုးလိုက်ပါတယ်။ဘာဟာကမျောလင်းချက်အလင်းတန်းလေးမြင်လိုက်ရတယ်လို့ပါပဲ။အမားကငါ့ကိုဘာမှမဖုံးခွင့်နဲ့အမှန်တိုင်းပြောကြံတာငါကြည့်လို့လိုက်မယ်လို့ကတိပေးလိုက်ပါတယ်။ထို့နောက်ဘာဟာကအကြောင်းစုံကိုပြောပြပါတယ်။အမားကလည်းမင်းကိုအပြစ်မရှိကြောင်းတက်သေးပြပေးမယ်လို့ကတိပေးခဲ့ပါတယ်။ရှင်းနေကနဲ့ပတ်သက်လို့မေးတဲ့အခါမှာတော့အမားကငါ့ကိုရှင်းနေကပေးမဲ့သူတွေအများကြီးရှိတယ်။ဒီအမှုကိုတော့တရားမျှတမှုအတွက်လိုက်ပေးမှာပါလို့ပြောလိုက်ပါတယ်။ရန်နေငယ်ကြတော့တရားခွင်စတင်ပါပြီ။ဘာဟာကိုတရားစွဲတဲ့ဘက်ကရှင်းနေကတော့ဝါရင်ပြီးနာမည်ကြီးတဲ့ဒီကံမှာဖြစ်နေတာကြောင့်အမှုကပိုခက်ခဲသွားပါတယ်။ဒီကံမှာကတရားသူကြီးရှေ့မှာသူရဲ့ရှောက်လဲချက်တွေကိုတင်ပြပါတယ်။အခန်းထဲမှာဂျိုရှူနဲ့ဘာဟာနှစ်ယောက်တည်းရှိနေတာလူသက်လက်နဲ့ပေါ်မှာဘာဟာရဲ့လက်ဝဲရာတွေတွေ့ရတာဂျိုရှူကဘာဟာကိုနောက်ရုပ်ရှင်မှာပါဖို့လက်မှတ်ထိုးပေးကြတဲ့ကဘာဟာကဈေးကြီးတဲ့ကားတွေတိုက်ခန်းတွေတောင်းဆိုခဲ့ရလို့ပြောပါတယ်ဂျိုရှူကညင်းတဲ့အခါမှာတော့ဘာဟာကသူ့ကိုလှည့်စားပြီးဟိုတယ်ကိုခေါ်ခဲ့တာဖြစ်ပြီးရန်ဖြစ်နေတော့ဂျိုရှူရဲ့တောက်စရာထဲမှာဈေးခတ်ပြီးတတိမေးသွားတဲ့အခါပြစ်တက်လိုက်တာလို့ဆွဆွဲပါတယ်။ရော်လောင်းစစ်ဆေးချက်မှာအရက်နဲ့မူးယစ်စီအကျွမ်းချက်တွေတွေ့ရပါတယ်။အခုအမားရဲ့အလဲရောက်လာပါပြီ။အမားကဘာဟာကိုတရုပ်ဆောင်ဖို့အခွင့်အရေးပေးမယ်ဆိုပြီးခေါ်ခဲ့တာဖြစ်ပေမဲ့နောက်မှအပေါ်ချွေရိုက်ဖို့ခေါ်တာမှန်သိလိုက်ရတယ်လို့ခြေပါပါတယ်။ဘာဟာကညင်းတဲ့အခါမှာဂျိုရှူကချင်းချောက်ပြီးဈေးခက်ကဗီဒီယိုရိုက်ဖို့ကြိုးစားခဲ့တာပါ။ဘာဟာကရုံးကန်ရင်ကနေကြည်စံထွက်သွားတာကြောင့်ဒါဟာလူတက်မှုမဟုတ်ပဲကိုခုခံရင်ဖြစ်သွားတဲ့မတော်တဆမှုပါလို့အမားကတင်ပြပါတယ်။ဘာဟာမှစီးဆွဲတဲ့ရာဇဝင်မရှိတာကိုလည်းတက်တည်ပြနိုင်ခဲ့ပါတယ်။တရားသူကြီးကဘာဟာကိုမူရစ်စေမှုကနေဂုဏ်လက်ခံပေးပေမဲ့လူတက်မှုတန်တရားနဲ့10ရက်ကြာရဲချုပ်ထဲပို့လိုက်ပါတယ်။တစ်ဖက်မှာလည်း ACB ခန္ဓာကအမျိုးသမီးတယောက်နဲ့တွေ့ဖို့သွားနေတော့အဆိုင်ထာဝါကဖုန်းလာပါတယ်။သူကဗီဒီယိုတစ်ခုပို့လိုက်တာပါ။အဲ့ဒီဗီဒီယိုကဘာဟာနဲ့သူ့ဤစားဆူရရှန်တို့ရဲ့ကိုရေးကိုရာဗီဒီယိုဖြစ်ပြီးဂျိုရှူရဲ့ဖုန်းထဲမှာလည်းရှိနေတာပါအမားကို ACB ကဖုန်းဆက်ပြီးဂျိုရှူနဲ့ဆူရရှန်တို့ရဲ့ဗီဒီယိုကြောင့်ရန်ဖြစ်ဖို့တလို့ဂျိုရှူကအချုပ်ထဲကနေထွက်လာတဲ့နေမှာပဲအသက်ခံရတယ်လို့ပြောပြပါတယ်ဆူရရှန်ကတော့ပျောက်ချင်းမလားပျောက်နေပါတယ်
နောက်တနေ့မှာအမားကဘာဟာကိုသွားပြီးတော့ဘာဟာကဂျိုရှူကဒီဗီဒီယိုနဲ့ချင်းချောက်တယ်လို့ဘသူကမှမသိစေချင်တာနဲ့ဖုံထားမိတာပါလို့ငိုပြီးပြောပါတယ်အမားက CCTV ကိုပြန်စစ်ဆေးကြည့်တဲ့အခါတန်တရားရှိသူ၄ယောက်ကိုတွေ့ပါတယ်ပထမတစ်ယောက်ကဘူခါဝတ်ထားတဲ့အမျိုးသမီးဒုတိယကဂျိုရှူရဲ့စီးပွားဘက်အကပါတတိယကအမှုမဖြစ်ခင်တရက်အလိုမှာအလုတ်ထွက်သွားတဲ့ဝန်ထမ်းဒေဝါနဲ့စတုထကတော့ဆူရရှန်တို့ဖြစ်ပါတယ်အမားရဲ့လက်ထောက်ကဒီလူတွေအကြောက်လိုက်စုံစမ်းကြပါတယ်ဆူရရှန်ကစိတ်နှဲမှန်တယ်လို့ဖြစ်ပြီးဘာဟာကိုထိရင်ဘယ်သူ့ကိုမဆိုတတ်မဲ့သူမျိုးလို့သိရပါတယ်တခြားသူတွေကတော့ဘာဟာကအခွင့်အရေးရဖို့ဂျိုရှူကိုမြှူဆွဲခဲ့တာလို့ပြောကြပါတယ်အမားကအကပါကိုဖုံးဆက်ပြီးမေးကြည့်ပေမဲ့သူကတော့အေးစစ်ဆေးပါပဲဆယ်ရက်ပြည့်လို့တရားခွင်ပြန်စားတဲ့အခါမှာတော့တစ်ဖက်ရှိနေဒီကံမာကအပြည့်ရဲတုံးပြီးအမားကအမှုကနေနှုတ်ထွက်သွားပြီလို့ဘာဟာကိုလိန်ပြောခိုင်းလိုက်ပါတယ်စိတ်ပိုင်းဆိုင်ရာအားနေနေတဲ့ဘာဟာကတရားခွင်မှာဒီကံမာရဲ့မေးခွန်းတွေကြားမှာစိတ်လွတ်သွားပြီးဟုတ်တယ်ကျမလှုပ်လိုက်တာလို့အော်ဟစ်ဝန်ခံလိုက်ပါတော့တယ်ကျမဂျိုရှူကိုတတ်လိုက်တာပါလို့ဝန်ခံလိုက်တဲ့အတွက်တရားခွင်တစ်ခုလုံးတိတ်ဆိတ်သွားပါတယ်ခိတနာချိန်မှာအမားကအပြင်ထွက်လာပြီးဒီလိုမလုပ်ဖို့နဲ့သူကိုယ်တိုင်ကယ်တင်ပေးမှဖြစ်လို့အရှုံးမပေးဖို့ဒီမိန်းကလေးကိုအားပေးခဲပါတယ်ဘာဟာကလည်းစိတ်ဓာတ်တွေပြန်လဲစူးစီးလိုက်ပါတယ်တရားခွင်ပြန်စားတဲ့အခါအမားကတရားသူကြီးကိုရှင်းပြပါတယ်ဒီမိန်းကလေးဟာကာလကတ်တာကလူလက်တန်းစားမိသားစုကနေအိမ်မက်တွေနဲ့မွန်မိုင်းကိုလာခဲ့သူဖြစ်ကြောင်းထုတ်လို့သူကသူမကိုချိန်ချောက်ခဲကြောင်းနဲ့မီဒီယာတွေကအပြစ်မရှိသေးခင်မှာပဲသူမကိုအပြစ်ရှိသူအဖြစ်သတ်မှတ်နေကြတာကြောင့်စိတ်တန်ရာတွေရပြီးစိတ်ထဲမှာမရှိတဲ့စကားတွေကိုပြောလိုက်တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်တရားသူကြီးကဒါကိုလက်ခံပြီးဘာဟာကိုတတိပေးပြီးလွှတ်ပေးလိုက်ပါတယ်ရှိနေဒီကံမှာကဘာဟာနဲ့ဆူရက်ရှန်တို့ရဲ့ဗီဒီယိုကိုလူသက်မှုရဲ့အကြောင်းပြချက်အဖြစ်တင်ပြဖို့ကြိုးစားပေမဲ့အမားကပြန်လဲခြေပါခဲ့ပါတယ် CCTV ထဲမှာဆူရက်ရှန်ကိုမြင်ရပေမဲ့အခန်းထဲမှာတော့သူရဲ့လက်ဝဲရဒါမှမဟုတ်ဘာသက်သိမ်းမှမရှိခဲ့ပါဘူးအဲ့ဒီနောက်မှာအမားကနောက်ထပ်အကွက်တစ်ခုကိုထုတ်သုံးလိုက်ပါတယ်ဂျိုရှူရဲ့ကုမ္ပဏီနဲ့ဘာဟာတို့ချုပ်ဆိုထားတဲ့စာချုပ်တစ်ခုရှိပြီးအဲ့ဒီထဲမှာဘာဟာကစာချုပ်ဖောက်ပြရင် UB 30 မီလီယံရော်ကြီးပေးရမယ်ဆိုတဲ့အချက်ပါဝင်ပါတယ်ဒါကိုသုံးပြီးဂျိုရှူကချင်းချောင်းနေတာပါဒါပေမဲ့အမားစီမှာစာချုပ်မိတ်တူမရှိတာကြောင့်အကဘာကိုတရားခွင်ခေါ်ပေးဖို့တောင်းဆိုခဲ့ပါတယ်တရားသူကြီးကဒါကိုလက်ခံပြီးဘာဟာကို15ရက်ထပ်မံထိန်းသိမ်းဖို့အမိန့်ချလိုက်ပြီးမီဒီယာတွေတည်င်းမတင်ရင်ရူဘီ9000တန်ရိုက်မယ်လို့လည်းအမိန့်ထုတ်လိုက်ပါတယ်မူရစီဖြတ်ရိတ်တာတစ်ခုမှာဖာတီမာကတမိဖြစ်သူအာဖင်နဲ့တူရှိနေပါတယ်အာဖင်ရဲ့အခြေအနေကတော်တော်စိုးနေပြီးတတိတောင်ကောင်းကောင်းမရရှာပါဘူးဒီမိန်းကလေးရဲ့ဇလန်းကလည်းဘာဟာလိုပါပဲမော်ရီလောကထဲဝင်ရင်ထုတ်လို့သူရဲ့ထောင်ချောက်ထဲရောက်ပြီးမူရစီဆွဲသွားခဲ့တာပါအဲ့ဒီချိန်မှာဆူရက်ရှန်ကလည်းအဲ့ဒီရိတ်တောင်မှာရှိနေပြီးဖာတီမာစီကိုလာဖို့ကြိုးစားပေမဲ့ဝန်ထမ်းတွေကတားလိုက်ပါတယ်အမားရဲ့အဖွဲ့ကနောက်ထပ်အချက်လက်တစ်ခုရခဲ့ပါတယ်7 brother ထုတ်လို့ရေးကလုပ်တဲ့အလှမွေပြိုင်ပွဲမှာမနစ်ကအနိုင်ရသူဟာအာဖင်ဖြစ်ပြီးအရင်နှစ်ကဘာဟာသူ့ရင်နှစ်ကတော့အချလာဖြစ်နေတာကိုတွေးလိုက်ရပါတယ်ဒီ၃ယောက်စလုံးဟာကွင်းဆက်တစ်ခုတည်းနဲ့ဆက်နေကြတာပါအချလာကဘာဟာကိုတွေးဖို့ရဲစခန်းလာခဲ့ပေမဲ့ရဲရရှိခံတာကပေးမတွေးပါဘူးအဲ့ဒီချိန်မှာအမားရဲ့လက်ထောက်ကအချလာရဲ့အိတ်ထဲကိုခြေခံဆက်လိုက်တက်ထားလိုက်ပါတယ်ဘာဟာစိတ်တက်ကြလာအောင်အမားကသူ့ရဲ့အမေကိုခလိုက်ခတ်ထားကနေခေါ်ပေးခဲ့ပါတယ်အဲ့ဒီချိန်မှာရဲအရာရှိစီကသတင်းရောက်လာပါတယ်။ဘာဟာရဲ့ဖုံးမှန်တန်ရသူမကိုယ်တိုင်ဂျိုရှူကိုဖုန်းဆက်ပြီးဟိုတယ်ကိုခေါ်ခဲ့တာပါ။ဒီအချက်ကိုဒီကံပါတိတော့ရင်အခြေအနေဆိုးသွားနိုင်ပါတယ်။အမားကဘာဟာကိုမေးတဲ့အခါသူမကဆူရက်ရှန်ဒါကိုလုံးဝမသိဘူးလို့ပြန်ဖြေပါတယ်။အမားအတွက်တော့ဒါဟာပဟိနီအစ်စ်ဖြစ်လာပါတယ်။ညဘက်မှာအချလာကသူ့အိတ်ထဲကခြေခံဆက်ကိုတွေ့သွားပြီးလက်ထောက်ရဲ့ဖုန်းနံပါတ်လည်းပိတ်သွားပါတယ်။ဒါပေမဲ့ဒီညမှာအချလာအိမ်မက်ဆိုးတွေမြင်မှတ်နေပါတယ်။သူမဟာမော်ရီလောကမှာဖျက်ဆီးခံခဲ့ရတဲ့အတိတ်တန်ရာတွေရှိနေသူပါ။နောက်တစ်ချိန်တရက်ခွင်မှာအကဘာရောက်လာပါတယ်ဒီကံမှာကဘာဟာချင်းချောက်ခံရတယ်ဆိုရင်ဘာလို့ဥပဒေအကူအညီမယူတာလဲဘာလို့ဂျိုရှူကိုဟိုတယ်တိုက်ရိုက်ခေါ်တာလဲဒါတတ်ဖို့ရည်ရွယ်ချက်ရှိလို့ပဲလို့ဆွဆွဲပါတယ်အမားကတော့ဂုံတိတ်ခါငိမ့်ညာတာကြောင့်ဘယ်သူမှမပြောရရလို့ပြန်ချေပပြီးဆူရက်ရှန်ကိုအဓိကတန်တရားရှိသူအဖြစ်အမည်တက်လိုက်ပါတယ် CCTV မှာတွေ့ရတာကြောင့်သူ့ကိုမတွေ့မချင်းအမှုမစားဖို့တောင်းဆိုခဲ့တဲ့အတွက်တရားသူကြီးကရဲကိုအမြန်ရှာဖို့အမိန့်ပေးလိုက်ပါတယ် CCTV ကိုပြန်စစ်ဆေးရင်ဆူရက်ရှန်ထွက်ပြေးသွားတဲ့ကားကိုအမားတွေ့သွားပါတယ်ရဲရရှိခံတာကခြေရခံလိုက်တဲ့အခါဆူရက်ရှန်ကိုမူရစ်စေးဖြတ်ရိတ်တာတစ်ခုမှတွေ့လိုက်ရပါတယ်အမားကကွန်ပျူတာကိုမစောင့်တော့ပဲကိုရီနဲ့တူရိတ်တာကိုရောက်သွားပါတယ်အဲ့ဒီမှာလူတယောက်ကဆူရက်ရှန်ကိုတတ်ဖို့စ조사နေတာကိုတွေ့ပြီးအမားကတားဆီးနိုင်ခဲ့ပါတယ်အဲ့ဒီလူကိုဖမ်းမိသွားပြီးဆူရက်ရှန်ကိုလည်းကယ်တင်နိုင်ခဲ့ပါတယ်တရက်မှာတော့အမားကသူ့ရဲ့ငယ်ဘွားကိုပြန်တတိရသွားပါတယ်ကျောင်းကနေစူရီနဲ့ပျော်ပျော်ရွှင်ရွှင်ပြန်လာတဲ့အချိန်မှာအဖေဖြစ်သူကအမေဖြစ်သူကိုရဲရဲဆက်ဆက်ရိုက်နှက်နေတာကိုတွေ့လိုက်ရပါတယ်အမေဖြစ်သူကိုကာကွယ်ဖို့အတွက်အမားကသူ့ရဲ့စုတစိမ့်နဲ့အဖေဖြစ်သူရဲ့ခေါင်းရိုက်လိုက်ရာကနေအဖေဖြစ်သူဆုံးသွားခဲ့တာပါအဲ့ဒီချိန်ကစပြီးသူ့စိတ်ထဲမှာအမေဆိုတဲ့စကားလုံးဟာအလွန်အရေးပါတဲ့နေရာမှာရှိနေခဲ့တာပါအခုလေဘာဟာကအမေနဲ့တွေ့ကျင်တယ်လို့ပြောလိုက်တဲ့စကားကသူ့ကိုစိတ်လှုပ်ရှားသွားစေခဲ့တာပါဖမ်းမိထားတဲ့လူသက်သမားကဆူရက်ရှန်ကိုဆေးလူမီတည်သွားသလိုမျိုးလှုပ်ခိုင်းတာလို့ဝန်ခံပါတယ်
ဆူရရှန်ရဲ့အုံနောက်ကဈေးတွေကြောင့်ထိခိုက်နေသလိုပြန်ကောင်းဖို့လည်းအချိန်ယူရအောင်မှာပါနောက်တစ်ချိန်တရက်ခွင်မှာအကဘာရဲ့ပါဝင်ပတ်သက်မှုကိုစစ်ဆေးပါတယ်အမားကစာချုပ်ကိစ္စကိုမေးတဲ့အခါအကဘာကဒါကိုအချလာကပြောပြလို့သိတာဖြစ်ကြောင်းနဲ့ဂျိုရှူကိုဗီဒီယိုတွေဖြတ်ခိုင်းခဲ့ကြောင်းပြောပါတယ်ကိုရီကစာချုပ်မိတ်တူကိုယူလာနိုင်ခဲ့ပါတယ်စာချုပ်မှာအကဘာရဲ့လက်မှတ်ပါတာကြောင့်ဂျိုရှူရဲ့ချင်းချောက်မှုမှာအကဘာမှာလည်းတာဝန်ရှိတယ်လို့အမားကတင်ပြပါတယ်တရားသူကြီးကလည်းအကဘာကိုတန်ရိုက်ပြီးထုတ်လို့ရေးကိုလည်းပိတ်သိမ်းလိုက်ပါတယ်အချလာကိုလည်းတက်တဲ့လိမ်လည်မှုနဲ့တန်ရိုက်လိုက်ပါတယ်အချလာကဘာဟာစီသွားတွေ့တဲ့အခါဘာဟာကသူမကိုစိတ်ခတ်ခဲ့ရလားလို့မေးပါတယ်အချလာကဝန်ခံလိုက်ပေမဲ့ဒါဟာစိတ်လျှော့ဖို့အတွက်ပေးတာပါလို့စင်ကြေးပေးပါတယ်ဆူရရှန်ကိုတရားခွင်ခေါ်လာတဲ့အခါသူကကောင်းကောင်းမဖြေနိုင်သေးပါဘူးဒါပေမဲ့ဘာဟာကိုမြင်လိုက်တဲ့အခါသူမမှတ်ရသွားပြီးအချလာပို့ခဲ့တဲ့ message ကိုတတိယသွားပါတယ်သူစိတ်ဖောက်ပြန်ပြီးဘာဟာစီပြေးအသွားမှာအမားကတားလိုက်လို့အမားရဲ့လက်မောင်းတစ်ဖက်ကျိုးသွားခဲ့ပါတယ်ဒါပေမဲ့အမားကအလုံးမနာပဲဆက်စုံစမ်းခဲ့ပါတယ်ဆူရရှန်ရဲ့မိသားစုကိုခေါ်ပေးလိုက်တဲ့အခါသူစိတ်တည်ငြိမ်လာပြီးအချလာပေးတဲ့လိပ်စာအတိုင်းဟိုတယ်ကိုသွားခဲ့ရလို့ပြောပြပါတယ်အမားကတန်တရားရှိသူရဲ့ဓာတ်ပုံတွေပြတဲ့အခါဆူရရှန်ကဖာတီမာရဲ့ပုံကိုကြည့်ပြီးရက်သွားပါတယ်ကိုဒီစုံစမ်းချက်အရအဲ့ဒီနေ့ကဟိုတယ်ရှိမှရက်ထားတဲ့ကားဟာအာဖင်ရဲ့အဖေမူဒါဆာရဲ့ကားဖြစ်နေပါတယ်အမားကသူတို့အိမ်ကိုသွားပြီး CCTV ထဲမှာသူတို့ကားကိုတွေ့ရကြောင်းအမျိုးသမီးတယောက်အခန်းတစ်သုံးလုံးကိုသွားတာမြင်ရကြောင်းနဲ့အာဖင်ကိုဂျိုရှူကဖျက်ဆီးခဲ့တဲ့အတွက်မူဒါဆာကတတ်လိုက်တာလားလို့မေးခွန်းထုတ်လိုက်ပါတယ်မူဒါဆာတုံလို့သွားပေမဲ့တက်တိမရှိပဲဘာမှလုပ်လို့မရဘူးလို့ပြန်ပြောပါတယ်အမားကအာဖင်ကခမရရဲ့သမီးအရင်ဟုတ်ရလားဆိုတဲ့မေးခွန်းကိုခြံထားခဲ့ပြီးထွက်လာခဲ့ပါတော့တယ်အမှုစစ်ဆေးနေတော့မှာပဲတယောက်ယောက်ကရဲစခန်းကိုလာပြီးသူကဂျိုရှူကိုတတ်ခဲ့တာပါလို့ဝန်ခံတယ်ဆိုတဲ့သတင်းကို ACB ကရလိုက်ပါတယ်ဒီအကြောင်းကိုတရားသူကြီးကိုတတိပေးလိုက်ပြီးအမှုစစ်ဆေးတာကိုခစ်တရက်လိုက်ပါတယ်အမားကတော့မူဒါဆာလာရောက်အဖမ်းခံတာဖြစ်မယ်လို့ထင်နေခဲ့ပေမဲ့ ACB ရဲ့အဖြေကတော့အားလုံးကိုအံ့ဩသွားစေခဲ့ပါတယ်အဖမ်းခံတာကမူဒါဆာမဟုတ်ဘဲဖာတီမာဖြစ်နေလို့ပါဖာတီမာကတရားရုံးမှာသူကိုယ်တိုင်ကောင်းမောင်းပြီးဟိုတယ်သွားခဲ့တယ်ဂျိုရှူကိုလိုက်ရှာပြီးအခန်းနံပါတ်3လုံးရဲ့တကားကိုခောက်ခဲ့တယ်လို့ဝန်ခံလိုက်ပါတယ်ဂျိုရှူကအဲ့ဒီအချိန်မှာမူးနေတာပါတကားဖွင့်လိုက်တဲ့အချိန်မှာဖာတီမာကအတန်တိတ်ပြောင်းတက်ထားတဲ့တနက်ကိုထုတ်ပြီးပြစ်တက်ခဲ့တာပါတဲ့အကြောင်းရင်းကတော့ဂျိုရှူကအာဖင်ကိုမူရစ်စေဝါဆွဲအောင်လုပ်ပြီးဘဝကိုဖျက်ဆီးခဲ့လို့ပါပဲဒီကံမှာကတော့ထပ်ပြီးမေးခွန်းထုတ်ဖို့မလိုတော့ဘူးလို့ယူဆပေမဲ့အမားကတော့လက်မလျှော့ပါဘူးသူကဖာတီမာကိုခမည်းဘသူ့ကိုကာကွယ်ဖို့အတွက်ဒီလိုလိန်ညာနေရလဲလို့တိုက်ရိုက်မေးလိုက်ပါတယ်ဖာတီမာတယောက်တုံလို့သွားပါတယ်အမားကခမည်းကားကိုဘလို့မောင်းသွားတာလဲကားမောင်းတက်လို့လားလို့ထပ်မေးတော့ဖာတီမာကမောင်းတက်တယ်လို့ပြန်ဖြေပါတယ်အမားကချက်ချင်းပဲကားမောင်းစစ်ဆေးဖို့တောင်းဆိုလိုက်ပါတယ်တရားသူကြီးကခွင့်ပြုလိုက်တဲ့အတွက်ဖာတီမာကိုကားစီခေါ်သွားခဲ့ပေမဲ့ရလက်ကတော့သူကားမောင်းမတက်တာပါပဲတရားရုံးကိုပြန်ရောက်တဲ့အခါဖာတီမာလိန်နေတာဖြစ်ပြီးသူခင်မွန်းမူဒါဆာကိုကာကွယ်ပေးချင်တာလို့အမားကသက်သေပြလိုက်ပါတယ်မူဒါဆာကိုတရားခံနေရာမှာစစ်ဆေးတဲ့အခါဂျိုရှူကအာဖင်ကိုဖျက်ဆီးခဲ့တာကြောင့်သူကဂျိုရှူနဲ့တွေ့ဖို့အကြိမ်ကြိမ်စူးစမ်းခဲ့ပေမဲ့ဂျိုရှူကရှောင်နေခဲ့တဲ့အကြောင်းပြောပြပါတယ်အဲ့ဒီနေ့ကမူဒါဆာကဝစ်စုံရှိခွေပြီးဟိုတယ်ထဲကဂျိုရှူစီသွားခဲ့တာပါအခန်းတစ်သုံးလုံးကိုရောက်တဲ့အခါသူကဖာတီမာရဲ့ခင်မွန်းမှာလို့မိတ်ဆက်ခဲ့ပေမဲ့ဂျိုရှူကဘာမှမသိသလိုဟန်ဆောင်နေခဲ့ပါတယ်မူဒါဆာကငါကအာဖင်ရဲ့အဖေပါလို့ပြောလိုက်တော့ဂျိုရှူကအာဖင်ကဘသူလဲလို့ပြန်မေးပါတယ်အဲ့ဒီအချိန်မှာမူဒါဆာကမင်းရဲ့သမီးအာဖင်လေလို့ပြောလိုက်ပါတယ်ဂျိုရှူကအရင်တုန်းကဖာတီမာကိုဖျက်ဆီးခဲ့တယ်လို့အခုလည်းသူ့သမီးကိုထပ်ပြီးဖျက်ဆီးခဲ့တာပါမူဒါဆာကဂျိုရှူကိုစီးထိုးပြီးတတိမင်းအောင်လုပ်ခဲ့ပေမဲ့သူတနက်နဲ့တော့မပစ်ခဲ့ပါဘူးဒီကင်မရာက CCTV မှတ်တမ်းတွေရဝစ်ဆုံရှည်ဝတ်ထားတဲ့လူကည9:10မိနစ်မှာဝင်သွားပြီး9:45မိနစ်မှာပြန်ထွက်လာတာကိုထောက်ပြပါတယ်ဒါပေမဲ့မှုခင်းစစ်စစ်ချက်အရဂျိုရှူကည2:00ခွဲနဲ့3:00ကြားမှာတေဆုံးခဲ့တာဖြစ်ပါတယ်ဆိုလိုတာကမူဒါဆာကတတ်ခဲ့တာမဟုတ်ပါဘူးဒါဆိုဂျိုရှူကိုဘယ်သူကတတ်ပစ်တာလဲအမားကဘာဟာကိုအိမ်ငွေချာနီနဲ့စစ်ဆေးဖို့ ACBC တောင်းဆိုလိုက်ပါတယ်ဒါကတရားမဝင်တဲ့အတွက်ဆရာဝန်ရဲ့လိုင်စင်နဲ့ ACB ရဲ့အလုပ်ပါထိခိုက်နိုင်ပေမဲ့ ACB ကတော့သဘောတူလိုက်ပါတယ်အင်္ဂွေချာနီနဲ့စစ်ဆေးတဲ့အခါမှာတော့ဘာဟာကအဲ့ဒီညကခေါင်းတွေအရန်ကိုက်နေခဲ့ပြီးဂျိုရှူကသူ့ကိုအရက်တိုက်ခဲ့တယ်လို့ပြောပါတယ်သူတတိလလူနီးပါဖြစ်နေတော့မှအော်ဟစ်တန်တွေကြားရပြီးမျက်လုံးတွေဝေဝါးနေတဲ့ကြားကမျက်နှာဖုံးအမဲဆွတ်ထားတဲ့လူတစ်ယောက်ကိုတွေးလိုက်ရတယ်လို့ဆိုပါတယ်ဒီအချက်လက်ကတရားမဝင်စစ်ဆေးထားတာမို့တရားရုံးမှာသက်သေတင်ပြလို့မရပါဘူးနောက်ပြီးဆူဒက်ရှန်ကိုလည်းအင်္ဂွေချပြီးစစ်ဆေးခဲ့ပါတယ်ဆူဒက်ရှန်ကတခါကဂျိုရှူနဲ့ရန်ဖြစ်တုန်းကလူတချို့ကသူ့ကိုဆွဲထုတ်သွားခဲ့ပြီးအဲ့ဒီထဲကတယောက်စီကနေထူခြားတဲ့အမွှေးကြိုင်နဲ့ရင်မွေးနှက်တစ်ခုရခဲ့တယ်လို့ပြောပါတယ်လူတက်မှုဖြစ်တဲ့နေ့ကလည်းသူ့ကိုနောက်ကနေတတိမေ့အောင်လှုပ်သွားတဲ့လူစီကအဲ့ဒီရင်မွေးနှက်မျိုးရခဲ့တာပါအမားကစဉ်းစားကြည့်တဲ့အခါအဲ့ဒီအထူးထုတ်ရင်မွေးနှက်ကိုအကဘာစီမှာပဲရခဲ့တာကိုတတိရသွားပြီးသူ့ကိုတန်တရားဝင်လာပါတယ်အချလာကလည်းထွက်ဆိုချက်အစ်တစ်ခုပေးခဲ့ပါတယ်တညမှာသူတို့အားလုံးကလပ်တစ်ခုကိုသွားခဲ့ကြတော့ဂျိုရှူကဘာဟာကိုရန်ရန်ဆိုင်ဆိုင်လှုပ်ခဲ့တာကိုအကဘာကမြင်ပြီးဂျိုရှူကိုပါးရိုက်ခဲ့ပါတယ်
ဂျိုရှူကတော့မကြောက်တဲ့အပြင်အကဘာနဲ့အချက်လာတို့ရဲ့လှုပ်ဝက်ဗီဒီယိုဖိုင်ကိုပို့ပြီးချိန်ချောက်ခဲ့ပါတယ်အခုတော့အကဘာမှာလေဂျိုရှူကိုတတ်ဖို့ခိုင်လုံတဲ့အကြောင်းပြချက်ရှိသွားပါပြီအမားက AI နည်းပညာသုံးပြီးအကဘာရဲ့အတန်နဲ့ငါဂျိုရှူကိုတတ်ပြစ်မယ်ဆိုတဲ့အတန်ဖိုင်ကိုဗီဒီယိုထဲမှာထည့်ပြီးတရားရုံးမှာပြလိုက်ပါတယ်အကဘာကတော့အဲ့ဒါသူ့အတန်မဟုတ်ဘူးလို့ညင်းပေမဲ့အမားကတော့အကဘာကိုဖိအားပေးပြီးစစ်မေးပါတယ်အကဘာရဲ့ဇနီးတဲ့တရားရုံးကိုရောက်လာတဲ့အခါအကဘာတယောက်စိတ်လွတ်ပြီးအဲ့ညကသူဟိုတယ်မှာရှိနေခဲ့တာကိုဝန်ခံလိုက်ပါတယ်အကဘာကဂျိုရှူရဲ့ရုံမာမှုတွေကိုတစ်ခုချင်းစီပြောပြပါတယ်ဂျိုရှူကအချက်လာဘာဟာနဲ့အာဖရင်တို့ကိုဖျက်ဆီးခဲ့ရုံနဲ့မကပဲကုမ္ပဏီကိုပါဒုက္ခပေးဖို့ကြံစီနေခဲ့တာပါအကဘာကဂျိုရှူကိုတတ်ဖို့ဘူးနယ်ပါကိုငှားခဲ့ပေမဲ့ဘူးနယ်ပါကဂျိုရှူဘက်ကဖြစ်နေခဲ့ပါတယ်နောက်ဆုံးမှာတော့အကဘာကိုယ်တိုင်ပဲဂျိုရှူကိုတနက်နဲ့ပြစ်တက်ခဲ့တာပါသူလုပ်ခဲ့တာတွေအတွက်နောင်တမရပေမဲ့သူ့ဇနီးကိုလိန်ညာခဲ့တာအတွက်တော့တောင်းပန်ခဲ့ပါတယ်တရားသူကြီးကဆုံးဖြတ်ချက်ချလိုက်ပါတယ်ဘူဒါဆာကိုလူတက်ဖို့ကြိုးပမ်းမှုနဲ့တသက်တကြွအကဘာကိုလည်းလူတက်မှုနဲ့တသက်တကြွအချလာကိုတော့ထောင်ဒဏ်3နှစ်အတီးတီးချမှတ်လိုက်ပါတယ်ဘာဟာကတော့အပြစ်မရှိကြောင်းတက်တည်ပြနိုင်ခဲ့ပါတယ်အမှုပြီးသွားတဲ့အခါအမားကဘာဟာကိုဘယ်တော့မှအရှုံးမပေးနဲ့လို့အားပေးစကားပြောခဲ့ပါတယ်မတရားမှုကိုကြောက်ပြီးငြိမ်မနေပဲအမှန်တရားအတွက်တိုက်ပွဲဝင်ကြဖို့လည်းတိုက်တွန်းသွားပါသေးတယ်